ကိုင်းအားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Democrasta ပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုထဲမှာတော့เนาะ bro printer crap ပြောတဲ့ Prika crap SMB season 3စရမှာဟုတ်ကျွန်တော်လာပြောပြရပါသူကတော့ဟိုပါလဲစီကန်းလေးတော့ရှိရလို့ပြောပါတယ်သူက bro Prika crap က printer crap ကသူများပစ္စည်းမခိုးအောင်သူများအိမ်နဲ့ဖျက်ဆီးရလို့ပြောပါတယ်ကျွန်တော်ရင်စာပါတော့သူများပစ္စည်းဖျက်ဆီးရလို့သူများအိမ်ခိုးတာလို့လိုမျိုးလောက်ရရှိပါတယ်အဲကြောင့်မို့ကျွန်တော်တို့ကဒီအခါမှာတော့မလုပ်ရပါဘူးပထမဆုံး10ယောက်ကိုပါခိုင်းမယ်လို့ပြောပါတယ်ကျွန်တော်ရေအခုကျွန်တော်လက်ရှိကျွန်တော်ရေဟိုကYouTube channel ပိုင်ရှင် Coach CB Crack ရေကျွန်တော်တို့ idol ဖြစ်ရဲ့ idol ဖြစ်တဲ့ Coach Spider King လည်းပါပါတယ်ပြီးတော့အဲ့က Pro Printer Crack ရေသူလည်းပါပါတယ်ကျွန်တော်တို့အားလုံးပေါင်း10ယောက်တော့ရှိပါပြီကျွန်တော်တို့ Blue Set တွေရမှာဆိုရင် Pro Printer Crack တင်ထားတဲ့ IVU ရဲ့အောက်က description မှာပြထားတဲ့ Telegram ကိုသွား high ပေးပါကျွန်တော်တို့ရဲ့Telegram group link ပေးပါလိမ့်မယ်ကျွန်တော်တို့ join လာယူမှာပြီးတော့ကျွန်တော်အစာပိုင်း10ယောက်လောက်ကိုတော့လက်ခံပါမယ်ကျွန်တော်တို့ပါဝင်ပေါ့ပါတင်တဲ့သူများမလာခဲ့ပါJava version ကတော့ Fabric ကိုမှ 1.21.6 လို့ပြောပါတယ်သူပြောတာတော့စားမဲ့ရက်ကလည်း9လပိုင်း9ရက်နေ့ကျွန်တော်နှစားချောင်းပါအဲ့ဒီအောင်ကျွန်တော်တို့ server ကိုတရားဝင်ဖွင့်ပါတော့မယ်အားလာပြပြပါအားလုံးချစ်တယ်နော် bye bye